အားလုံးပဲမင်္ဂလာပါလို့ပြောပြထားလိုက်ပါရှင်ဒီတန်အော်ဒီကို channel လေးမှာအနေနဲ့ကြိုဆိုလိုက်ပါရရှင်ဒီ channel လေးကိုတစ်ခါမှလာပြီးဆက်ပါလို့ပါလိုက် comment မှာစံပြီးကြည့်များကိုလည်းကြည့်တော့ပါမယ်အောက်ပါတရားရေးဆိုတော့လည်းဟုတ်ရအားလုံးကိုမှာပြန်ဆိုထားတဲ့စာဟန်ရီရိုက်တာဟာတဲ့ဒီကတည်းက I will try to reply to the AI to the since I know what to do in myဒီပါဆက်မဆက်ဆိုတဲ့ဒီလိုမျိုးကို AI ဆိုတာပုံပြတဲ့ so much tracks and that's it so speak fast I can roll I can gas think I'm okay fast but I don't know what that can erase all the past and the pettiness a reflection of the emptiness of areas you can do with my time you're delirious mysterious because you are the only exterior you know I'll always be a bit superior get off of me this ain't no humble brag I want you to hear words you can say them back I want you to feel free from the chains that last and to believe in what you got you was built to last ဒီနေ့ရမှာကျွန်တော်မိခင်ကကျွန်တော်ဒီဘက်ကတော့တို့တော့အမှအရာများပါဒီမှာဒီတစ်ခါတော့ဒီရောက်လို့ရတယ်နောက်ဆုံးကျွန်တော်တို့အဲဒီအခုဒီလိုဆိုတော့ကျွန်တော်ဒီလောက်တော့ဒီလိုမျိုးဒီမှာဒီလိုမျိုးတော့ဒီမှာအဲဒီလိုမျိုးမျိုးဖြည်းဖြည်းချင်းဒါကဒီနေ့မှာရောက်ကြတော့ဒီလိုကျွန်တော်ရေးနေတဲ့ဖြစ်တဲ့ဒီဒီဒီလာစဉ်းစားရေးပါတာစဉ်းစားရေးကိုရောက်တယ်ဆက်ဆက်တော့တန်တရားတယ်ဒီကဲကိုပြန်လို့ဒီလို I'll be brave one day going off of my meds no I'm not giving up no I'm not giving in I will make it to the top taking off even though I gotta make it I'm saving every day to taste it I'm patient but my mind it can hardly take it I'm chasing a dream that I never set for pages of vacant modern kingdom for the taking တော့ဟာသူ့ရှင်နဲ့ဒီပြည့်တယ်တာနာဘာလို့ပြတ်တာလဲလို့ဆိုတာကစုပ်ပြရတယ်I never slow up, no I don't take shit I got no love for the fakeness if you wanna play tough and wanna hate this I'll always show up and make a statement I don't never slow up, no I don't take shit I got no love for the fakeness if you wanna play tough and wanna hate this I'll always show up and make a statement စတာပြီးတော့ပါလားယူဇာကလေးရဲ့မာရင်တော့ဘယ်မျှလေးမတွေ့ရတော့ဝမ်းသာလိုက်တာယူဇာကလေးနဲ့တူပါတယ်လို့အောင်မြင်တာဒါပါလေးတော့တာဒီကဲသူပြောဆိုရင်စားဖိတ်နေယူဇာကလေးကအကဲခက်တာလို့ပြီးနေတော့စားဖိတ်မှာဒီခင်ကတွေ့ရတဲ့အတိုင်းဘာမှမထူးခြားပါပဲဗီနာယူဇာလေးမှာအတော့ပူတောင်းလေးကိုတွေ့ရပါတယ်ဒီခင်ကလေးတို့တင်ထဲထဲဝဝတင်းနေတဲ့ရှိတော့လေဗီနာရဲ့လာမှာဝမ်းနဲ့ဝင်ကြည့်ပေါ်ဝင်နေတာပြည့်တဲ့အရေးရတော့ပြည့်ဒီဟုတ်ကဲ့ပေါ်ကြမယ်ခင်ဗျားနဲ့တွေ့ပြီးမိုင်း9ထောင်ရဲ့ကိုရတယ်ဒီလိုမျိုးပြန်ကောင်းတယ်။ညာအားကြည့်ကြအောင်လည်းဒေါ်လိုက်ဆက်နေတွေ့ရတယ်ဟုတ်ပါဘူး။နော်။ပြန်ကောင်းတယ်ဆိုရမှာလေဒီနေ့နေ့ကတည်းကနောက်သားမယ်ဆိုရင်တွေ့မှာပေါ့။ကျွန်တော်မှကံမကောင်းတဲ့အချက်လေးကိုလုပ်တာလောက်နေတာ။ဒီနေ့ဟုတ်ကဲ့ကျွန်တော်မှလည်းကံမကောင်းအကြောင်းသိလာရပါတယ်။ကျွန်တော်ကဲကျောင်းလေးကိုခဏဆိုင်ပြောတာပါကျွန်တော်တို့တုံးပြီးညာမကြဘူးသမီးစားတာကြလေသမီးစားပြီးတော့ကကျွန်တော်ဒီတပည့်တရာကတင်မောသိနဲ့ကြံခဲ့တော့မျိုးစားကလေးကြီးအထုပ်ကိုပစ္စည်းများကိုတည်ယူပြန်လွှတ်လိုက်လေကဲအများကြီးလိုင်းရဲ့အကြောင်းကိုပြောစမ်းပါအောင်ရင်းနဲ့မကောင်းတဲ့ဘေးဆိုးခြင်းနဲ့ကြုံတွေ့ရလို့ပါကျွန်တော်အများမိမပြည့်စည်လို့လားပြင်းနေကျွန်တော်အသေးချာမပြောနိုင်ဘူးထင်တော့ထင်တာပဲဘာပဲဖြစ်ဖြစ်ကျွန်တော်အတွက်မှာတော့သူဟာတည်တာနဲ့မထူပါဘူးစချီပြီးအဖြစ်အပျက်ကိုပြောပြနေမှာလုံခဲ့သော18လခန့်ကသူတို့ဇနီးမောင်နှံနဲ့ချုံမောလှပသောတာဦးရတနာကလေးရရှိခဲ့ပြီထိုစဉ်၌နှာခေါင်းမှာအရာခတ်သိမ်းလို့လေးသိမရှိအပြောစီပြောခဲ့လေရာ
တခါ၌၎င်း၏ဇနီးကပင်ယခုကဲ့သို့အကောင်းနှင့်တွေ့ရပြီးလောကဓမ္မတာအရအစိုးပတ်များတနေ့လှည့်လာလိမ့်မလားဟုပြောမှုခဲ့သည်တို့နှင့်ပင်ကျမစိုးဝင်သောတနေ့တွင်က၎င်း၏ဇနီးတားငယ်ကိုခေါ်ဆောင်၍ပလက်မြင်းလှဲ့တစ်စီးနှင့်စီးမိတ်ဆွေတဝူ၏အိမ်သို့အလှည့်သွားရာလမ်းတွင်စက္ကပ်ပွဲအတွက်ကောင်းဆောင်လာသောစင်ကြီးတစ်ကောင်နှင့်တွေ့သည့်၌ထိုစင်ပေါက်ကြီးသည်မြင်းလှဲကိုမြင်ရ၍လားသို့မဟုတ်ရင်းနယ်၏ဇနီးအမြဲတမ်းဝိစင်ထားသောအနီရောင်အင်းကြီးကြောင့်မလားမပြောတတ်ရုတ်တရက်စိတ်ဆိုးမှန်ဆိုအော်ဟစ်လိုက်လေသည်ထိုအတန်ကြောင့်မြင်းလှဲ၍ခုန်လေရာမြင်းစားကတော့မှမြင်းဆက်ကိုမထိန်နိုင်တော့ပဲမြင်းလဲမှောက်သည်၌ကလေးနှင့်အထိန်တော်သည်မြေပြင်သို့လွင့်စင်ကြလေရင်းသည်၌စင်ကြီးသည်နေရွက်နှစ်ဖက်ကိုထောင်၍နှမောင်းကိုဆက်တန်းကကလေးကိုအထိန်တော်ကြီးရင်ခွင်မှယူပြီးလေထဲသို့မြောက်လိုက်လေသည်ရစ်ထန်သောအရှင်ဖြင့်မြေပြင်သို့ပြန်ကြ၍စင်ကြီးသည်အံ့ဩဖွယ်ရာကလေးငယ်ကိုအသက်ရှိမရှိနှမောင်းဖြင့်စမ်းသက်ကြည့်ရှုသည်အသက်ကုန်မှအသေးချာသိတော့မှနောက်ထပ်မြည်သူမှရေမပြုတော့ပဲကောင်းလို့သာထွက်ခွာသွားတော့ဦး၏ရင်းနေ၏စကားအဆုံး၌ကျွန်ုပ်တန်နှလုံးထိတ်เสียကောင်းလာပါကလားရင်းနေဒီတက်ဆိုတာကြံပါသေးတယ်ကျွန်တော်ရဲ့မိန်းမကလည်းမိမိရဲ့ချစ်မွားတဲ့ရင်သေးကလေးကိုမိမိမျက်စိအောင်မှမရှုမလှတည်သွားတာမြင်ပြီးကြတဲ့ကတခါလဲစိတ်နောက်သွားတော့တာပဲသူစိတ်နောက်ကသူများလိုမကြမ်းတမ်းမရင်ကလေးစိတ်နောက်တာပါနိုင်ပေါင်းအတော်ကြာရဲကပြုံးကနဲ့သူ့တန်တာလက်ဆွဲကြီးကိုချွတ်လိုက်ဝင်လိုက်လက်သီးလားများလို့ပတိစိတ်လိုက်နဲ့လုံနေတာပဲအခါတလေလေထဲကြည့်ပြီးသူ့သားကလေးနဲ့သူစကားပြောနေတယ်အခါတလေနိုးတိုက်နေတာနဲ့ပြီးတာပဲစိတ်တနာစရာကောင်းနေတာပေါ့လေကျွန်တော်ကငွေပဓာနမထားပဲသူ့အတွက်အမျိုးမျိုးပူပါပဲအကျော်ကြားဆုံးစိတ်စားကိုဆရာကြီးများနဲ့ပူပေမဲ့မထူးကြဘူးနောက်ဆုံးဆရာဝန်ကကျွန်တော်မိမဟာစိတ်ကြောင်ဝေဒနာဖြစ်ရသည့်အတွက်သူစိတ်ပြောင်းအောင်ပြီးချစ်ပြီကိုသွားရလက်ပဲဖို့အကြံပေးပါတယ်ဒီလိုဆရာဝန်ကြီးအကြံပေးတာကြားတော့ကျွန်တော်မိမကပြီးချစ်ကိုလိုက်ပို့ရန်အတင်းပူစားတာပဲကျွန်တော်အလိုတော့မတော်ဖြစ်ပါဘူးဆရာဝန်များကဒီလိုပူစားတာတွေ့ရတော့ကျွန်တော်လမ်းမလွဲရန်သတိပေးပါတယ်ကျွန်တော်မိမမှာယခုကဲ့သို့သွားချင်လာခြင်းစိတ်နဲ့ဖြစ်ပေါ်လာခြင်းကြောင့်ကောင်းသောအတိတ်လို့ပြောဆိုရပြီးအားလုံးတိုက်တွန်းကြတော့တာပဲကျွန်တော်လည်းမငြင်းနိုင်တော့ပဲသွားဖို့ကပြင်ဆင်ရတာပေါ့အထူးသင်္ဘောတစ်စင်းကိုဝယ်ပြီးစစ်သားအချို့အဆောင်ရှောက်ခေါ်ပြီးအီဂျစ်ပြည်ကိုကျွန်တော်တို့တအိမ်သားလုံးသွားကြပါရောအီဂျစ်ပြည်နိုင်မြစ်ကြီးတဲ့ရှိသင်္ဘောကြီးဆက်တက်ကြပါရောတလားလောက်အားလုံးပြောကြတာပဲဘာမှလည်းအနောက်ဖြစ်မတွေ့ရဘူးကျွန်တော်မိမလည်းတစ်ခါတည်းစိတ်ကောင်းကလေးများဝင်လာပါတယ်နိုင်မြစ်ကမ်းပေါ်ကကြီးကအီဂျစ်ဘုရားကျောင်းဆောင်ကြီးရှောက်လေကြတယ်တနေရာမှာကျွန်တော်မိမကကျွန်တော်ကိုလက်ညှိုးထိုးပြပြီးကြောက်ရီကိုမကြည်စမ်းပါအောင်ဆိုပြီးကျွန်တော်ကြည့်လိုက်တော့ Iris ဖျားသခင်မကသူ့သားကလေး Oris ကိုပိုက်ချထားတဲ့ပုံတော်ဖြစ်နေတယ်။ကျွန်တော်မိမကဒီရုပ်ထုကမြင့်မြတ်တဲ့မိခင်နဲ့မြင့်မြတ်တဲ့သားကလေးပုံတော်ဖြစ်တယ်လို့ပြောတယ်။အဲ့ဒီနေ့အပေါ်ကျွန်တော်မိမအလွန်ပြောရွှင်မောပေါ်တယ်။မကြာခဏတွေးပြီးရှိခါအကြောင်းလေးကိုအောင်မေးဟန်နေရှိတယ်။သင်္ဘောပေါ်ပြန်ရောက်တဲ့အခါမှာဘယ်သူမှစကားမပြောပဲတယောက်တည်းထိုင်ပြီးဖျားကျောင်းဆောင်ပြီးကြည့်လိုက်ရုပ်ကုန်းတွေကြည့်လိုက်နဲ့လုံနေရတယ်ဟောယခုမှပဲကျမဒေတာရောက်တော့တယ်ပြောလိုက်ပါပြီတော့လို့ပြောတယ်အဲ့ဒီလိုနဲ့တနေ့ကုန်ခဲ့ပြီးညရတဲ့အခါမှာကျွန်တော်ကသင်္ဘောဥပိုင်းမှာသူနဲ့သူ့မိခင်ကပဲ့ပိုင်းမှာအိတ်ကြတယ်သင်္ဘောမှာလည်းညအဆောင်နေကြပါရဲ့ဒါနဲ့လည်းလင်းအားကြီးမှာသူ့မိခင်ဟာကျွန်တော်စီပြေးလာပြီးကျွန်တော်စနေကျွန်တော်စီနဲ့ရောက်နေသလားလို့မေးတယ်အဲ့ဒီတည်းကပျောက်တော့တာပဲကန်းစီတဝိုင်း၄ရက်တိရှာခဲ့တာမတွေ့ဘူးအဲ့ဒီညမှာ၄ရက်တော်တယ်ဒါပေမဲ့ကျုပ်တို့ကနှစ်ချက်အိပ်ပျော်ကြတယ်ကျွန်တော်ဒါနဲ့ခင်ဗျားဘာဆောင်ပျောက်သွားတယ်လဲဆိုတာမတွေးတတ်ဘူးလားပြင်းနေကျွန်တော်လည်းကကျွန်တော်ငှားရထားတဲ့စုံတော့တွေးတာကတော့ညမှာကျွန်တော်စနေကကုန်းမောင်ကိုအိယာကထားပြီးစဉ်းတာနဲ့ကုန်းမောင်ဘောကရေထဲချော်ကြတယ်သူ့မဟုတ်စိတ်ဖောက်ပြသွားပြီးရေထဲခုန်ကြတယ်လို့ထင်ကြတယ်အီဂျစ်ပလိအဖွဲ့ကလည်းဒီလိုပဲထင်မြင်ချက်ပေးကြတယ်။များပြောတယ်အဲ့ဒီညကလေခက်ပြင်းပြင်းတိုက်နေတယ်ဆိုတော့ခြေရလက်ရတွေအလုံးသဲဖုံးကုန်မှာပေါ့။ရင်းနဲ့ကကောင်းကြီးပြတယ်။ဒီထင်မြင်ချက်ကတကယ်ပဲခင်ဗျားနဲ့ရင်းနေသေးတယ်
ရင်းနေခင်ဗျားကဘယ်လိုဖြစ်တယ်လဲအဲ့တော့ကျွန်တော်တို့ခင်ဗျားမိမတည်တယ်လို့မထင်ဘူးအသက်နဲ့ခံတာအများကြီးရှိတယ်ဖြစ်တယ်ရင်းနေဒီမှာလေအဲ့တော့ဒီမှာဆိုတာခရုနဲ့မျိုးကိုမြင်ရင်သိရမှာပေါ့သူ့ကိုခေါ်ဆောင်ရတယ်ခင်ဗျာမှတက်ပြီးI wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. I need a change in my life, cause I don't feel alive, and there's nothing that makes me happy. Hold my beer for a minute, I'm about to quit my job, cash in for a ticket. I'm going on a trip, and I don't plan to visit. I'm gonna stay there till I feel like I'm winning all. And this is just the beginning. I need a big change, help me feel like living. I need a big swing, home runs I'm hitting, and I'll never look back, moving on till I get it all. We all got dreams, we all want things. But what you gonna do for it? How you gonna move for it? What you gonna be? And do you believe you can do it? ပြန်ပြီးလောက်တာဟာအမှန်တန်ပြီးနေနေတာအဲ့ဒါကိုလက်ရပါမယ်ရင်းနေဒါဖြစ်ခင်ဗျားယူတာဟရူနဲ့မျိုးကိုပို့တာအဲ့တော့မဟုတ်ဘူးဒီနေ့သူတို့မှာသူတို့အမှုလာတာသူတို့လောက်တာဟာမကောင်းတဲ့လူလောက်တယ်သူတို့ပြရတာမျိုးမဟုတ်ဘူးလေ Yeah, this is my life, my strife, my right to fight, to die on. And this is my game to play, to claim a brand new name. And I ain't gonna lie to you, I'm a bit nervous that I might screw everything up that I've ever done. But what's the point of living if you ain't having fun? I guess I'll try this, try that, might miss, gotta find what I'm good at. I guess I look here, look there, over where am I scared, where am I at? I gotta make it in this life. Whatever makes me happy, know I'm doing things right. Sipping in the summer on a goose and Sprite, or find a nightclub for the end of the night. Oh, we all got dreams, we all want things. But what you gonna do for it? How you gonna move for it? What you gonna be? တဖာကူလီနဲ့ပါပြည်ရတယ်ခုကူလီနဲ့မှာပြည်တယ် What you gonna do for it? ဒါဆက်ကနေဒီနေ့အားလုံးသာတော့ဘယ်လိုကြတာလဲဒီလိုမျိုးနဲ့ပါနေတာရက်ထက်နေတာဒီအဲ့ဒီကျွန်တော်တို့ကျွန်တော်တို့ဒီအခန်းတစ်ခုကိုပတ်သက်ပြီးကျင်းပါလို့ရှင်။ကြားပြအနေနဲ့ဒီ channel လေးကိုလည်း subscribe လုပ်သွားပေးပါရဲ့နဲ့ like and comment လေးများမှာကြံတွေ့ချက်လေးများကိုရေးသွားပေးပါရဲ့။ notification bell လေးကိုလည်းနှိပ်ထားပေးပါရဲ့။နောက်ထပ်အသစ်တင်တဲ့ဗီဒီယိုများကိုလည်းကြည့်ရှုနိုင်ရန်အတွက်ကိုဒါလေးကိုပို့နေပေးစေချင်ပါတယ်ရှင်။ခန်းချခီးထွက်ခြင်းခုနေ့ညနေရင်းနှီးမျိုးစားကလေးဖြစ်စီများကိုပြင်ပြီးရင်းနှီးမျိုးစားကလေးနဲ့ကျွန်တော်စကားပြောနေစီဟင်းသည်ဧကန်အတွင်းအစီတန်းကြီးထောင်ထားတဲ့တနက်များကိုကြည်ကပီတိဖြစ်လျက်ရှိပြီးထိုးခိုင်းကျွန်တော်ဘက်သို့ခဲ့ပါဒီလိုတနက်မျိုးလေးတောင်ဘာဖြစ်ရမလဲဆိုရင်တရက်သက်ပြတ်တောင်ခံနိုင်ပေမယ့်ဘူးဒါပေမဲ့ကျွန်တော်ကိုင်းနေတဲ့တလုံးတနက်ကလေးအန်တိုဗီနဲ့တော့မလွဲနိုင်ဘူးဘာလို့လဲဆိုတော့အန်တိုဗီဟာကျွန်တော်ရဲ့ငယ်ပေါင်းကလေးမျိုးသူ့တက်ကြော်ပြနေတယ်ခုညနိုင်ရင်းနှီးမျိုးစားကလေးကကျွန်တော်ရဲ့စွန်စားကများနဲ့ကျွန်တော်ရဲ့တထုတွေများအကြောင်းကိုအလုံးစုံပြောပါတယ်။ဒီနိုင်ရင်းနှီးမျိုးစားကလေးကခင်ဗျားတင်ရဆိုင်ရပြီမဟုတ်လား။လူတယောက်ဟာအလုပ်တစ်ခုကိုဆရာဖြစ်တော့လေအလုပ်တိုင်းတကယ်မဟုတ်နိုင်ဘူးဆိုတာထင်ရှားတယ်မဟုတ်လား။ဒီရှင်ရင်းကုမ္ပဏီမှာကျွန်တော်ဟာကျေးဇူးများကြီးရှိတယ်။ခင်ဗျားနဲ့ပူးပဲလို့တွေ့ရခြင်းမှာဒီကုမ္ပဏီကြီးတည်ထောင်ဖြစ်လို့ပေါ့လို့မဟုတ်ရင်ယခုလောက်ဆိုခင်ဗျာလူမလို့တဲ့တော်ကြီးတွေရောက်နေရောပေါ့၎င်းကရင်းနှီးမျိုးစားကလေးတွေရွှေရင်းနဲ့ပတ်သက်၍အတွင်းများကိုစစ်စစ်ပြပြန်လေကျွန်တော်မှာအဖေသဘောဖြင့်ဒီကဲဆိုနှမ်းနှမ်းချွတ်ချွတ်မြင်းမြန်းဒီကိုတွေ့တတ်ပဲတွေ့တာဖြည့်ဆိုရလေလို့ရမယ်ကျန်များမကြမီမှာဒီကဲဆိုစစ်စစ်ချက်များရည်ရွယ်ချက်ကိုကျွန်တော်အံ့ဩစွာသိရလေသည်
တနေ့တနိုင်ကျွန်တော်ရေးစာရေးစပွဲပေါ်မှာစာရေးတစ်ပုံတစ်ခါပြီးတွေ့ရလေရာကျွန်တော်မှစိတ်နဲ့သက်သာဖြစ်သွားလိမ့်မယ်အကြောင်းမှာရွှေရင်းနဲ့ပတ်သက်ပြီးအစုရှယ်ရှင်များရဲ့ပြစ်တင်ခြင်းသူ့ပူခြင်းမကြေချမ်းခြင်းအစရှိသည့်စာတို့စာရှင်များမှာမစားခဏကျွန်တော်စိတ်ကိုညှဉ်းညူးစေသည်ယခုလည်းဒီပုံတစ်ခါကြီးရောက်လာကြပြန်လေဒီတို့ရပဲစာတစ်စောင်ကိုဖွင့်ရဖတ်လိုက်တော့အခါ၌မိတ်ဆွေကြီးအဲလင်းတန်စာရေးအစဉ်ထပ်ပါညာကျွန်တော်ဒီမိမိပန်ပစ္စည်းများကိုအများခေါင်းဆောင်ရေးဖွဲ့စည်းထားတော့ကျွင်းကုမ္ပဏီမှာအစုရှယ်ယာများဝယ်ယူခြင်းသည်ပေါင်ပန်းကိုစုခုမြင့်မြင့်ကိုလောင်းလေးတင်ပြီးပါသည်လို့အခုကပင်ကျွန်တော်ထင်ခဲ့သည့်အတိုင်းဒီခုမန်ကန်စင်းကိုတွေ့ရပါသည်သူတစ်ဖြင့်၎င်းရင်းကိုစီးပြီးကြော်ပြီးမှခမည်းကဲ့သို့မန်ကန်စင်းဖြောင်းပတ်စင်ပြည့်စုံမှုတရားဖြစ်ပါ၍မြင်းကိုအနိုင်စီးမိသူဖြစ်ကြောင်းပါ၍ပင်သိစားပါသည်ဒီမန်လေးကပင်ကျွန်တော်၏အစုရှယ်အတန်ဖို့အတွက်အားလုံးဝေးပြီးရရှိပြီးယခုကဲ့သို့ဝေးကြီးစတဲ့နေတိုင်းခင်ဗျားထံမှာပေးပို့လိုက်တော့မှကျွန်တော်တို့လုံးစားအသုံးဝင်ကျေးဇူးတွေမပို့မှခင်ဗျာကျမ်းမာရေးချမ်းသာပါစေစားစာများကိုလည်းဖောက်ကြည့်ကြရအောင်အထက်ပါစာကဲ့သို့ပင်ဖြစ်ပါ၏ကျွန်တော်၏အုံနောက်မှာသွေးများထူပူလာသည်ဒီသူကိုပြန်လေကျွန်ုပ်ဒီရှယ်ယာတန်မိုးများမပေးမဆက်ပေးလည်းမပေးနိုင်ဖိုးခိုင်အင်းဒီကျွန်ုပ်ဆန်တို့ရုတ်တရက်ရောက်လာပြီးကျွန်ုပ်အားသူရထားသောစာပေ၏အထိပ္ပယ်ပြန်ပြီးခန့်ပြီးဖတ်လိုက်ရအောင်ပါအတိုင်းတွေ့ရသည်အဲလင်ကွာတာမေရွှေရင်းကုမ္ပဏီအတွက်တင်းရလိုက်သောအစုရှယ်ယာတန်မိုးရွှေတင်းက650တီတီကိုစာနေနဲ့ချက်လက်မှတ်ပေးပို့လိုက်ပါသည်ဒါကြောင့်လက်မှတ်ရေးထိုးယူစေလိုကြောင်းကျွန်ုပ်ဒီစာပါအတိုင်းပြန်ပြောကချက်လက်မှတ်အံပေးရင်ဒီစာရောဒီငွေတွေရောငါကပို့တာမဟုတ်ဘူးငါလည်းဒါတွေဘာမှမသိဒါဖြင့်ခင်ဗျားဖခင်ကြီးကတေးရကနေပြီးတော့ခင်ဗျားကုံချီးကြရအောင်ပို့တယ်ဖြစ်နေဤကွယ်ငါတော့မတွေးတတ်တော့ဒီငွေမင်းယူပြီးလေကလေးရကလေးဝယ်ပြီးအေးမီလေးဝယ်ငါနဲ့အင်တာနက်လိုက်စရာမလိုဘူးဟောအဖကဒီငွေစက်ကူကြောင့်ဖြစ်ပဲစကားပြောသလားပြောရင်ကျွန်တော်စုပ်ပစ်လိုက်တော့မယ်ဒီကဲတော့ပြောပြောဆိုဆိုချက်လက်မှတ်ကိုစုပ်မိဖြူစရာကျွန်တော်အတင်းဆွဲ၍လူထားလိုက်ရတော့ဤတွင်ကျွန်တော်ထမင်းချက်ပေါ်လာကကျွန်တော်ဟာကျေးဇူးတင်ကြောင်းပြောရင်ထို့ခိုင်အစုရှယ်ယာရှင်တို့မျက်နှာပြုံးရှင်စာပြင်ပေါ်လာ၏သူ့နောက်မှာအခြားအစုရှင်နှစ်ဦးမြင်ရရင်ကျွန်ုပ်ဒီဘာမှမတွေးတော့တဲ့သဖြင့်တုတ်ချစ်နေတော့၏ကျွန်ုပ်အခန်းတွင်ဝဲကျွန်ုပ်၏နာမည်နဲ့စာရစာရောက်နေဖြစ်ကြရကျွန်ုပ်၏အစုရှယ်ယာတန်မိုးအတွက်ငွေရင်းကားထောက်ပါရတယ်ဆက်လက်မှဖြစ်နေတယ်ကျွန်ုပ်အောင်နောက်ပြီးမိဘမှာထောပတ်ဦးပဲမရှိပြောရေးပုံကြည့်ပြီးဒီကိစ္စ၌ရင်းနယ်မျိုးသားကလေးကတပါစားသူဖြစ်တယ်ကျွန်ုပ်ဒီအိမ်မြေထွက်ခဲ့ပြီးပထမဆုံးတွေ့ရတာရင်းနယ်မျိုးသားကလေးနဲ့ပြော၏ကျွန်ုပ်ဒီမျိုးသားကလေးအမည်သူကစကားကလေးတစ်ခုပြောချင်ကြောင်းအင်္ဂလိပ်ဖြင့်ပြော၏ပြောပါမိတ်ဆွေကြီးအားလည်းပြောချင်တယ်လေမျိုးသားကလေးနဲ့ပြောသည့်စကားများကိုအသိမစိတ်လိုပါဘူးကျွန်တော်၏ကျေးဇူးတင်နေကြောင်းတော့ရင်းနဲ့မျိုးသားကလေးအပြုအမူကိုတောင်းဝတ်သောစကားအဆုံးနဲ့မျိုးသားကလေးကခင်ဗျားဖြစ်တယ်နဲ့ခံယူတော့ဒီလိုလုပ်ချင်ဟာကျွန်တော်ဆန္ဒတက်တုံးစားဖြစ်ပါတယ်ကြွားတွေပြောတယ်လို့မြင်စားပါနဲ့ဒီငွေလောက်ကလေးဟာကျွန်တော်အဖို့ပြောပါလောက်ပါဘူးတလားဝင်မှုများမရှိပါဒီပြင်ကျွန်တော်ရဲ့အကျိုးအတွက်လည်းလုပ်ခြင်းဖြစ်ပါတယ်အကြောင်းမှာကျွန်တော်တို့သွားမယ်ခီးကဝေးလဲဝေးပြီးဥပတ်လဲပေါ်လေတော့ခင်ဗျားစိတ်မှာနှောင့်ယှက်မရှိပဲကောင်းမှန်းနဲ့ကြည်လင်တဲ့စိတ်ဓာတ်အလိုဝေးလေးမယ်ဒီလိုဆိုမှခင်ဗျားဟာကျွန်တော်ရဲ့အကျိုးကိုပုံမတယ်ဖို့ဆောင်ရွက်လို့မဟုတ်လားဒါကြောင့်ဒီခုအကြောင်းနဲ့ပတ်သက်ပြီးမြတ်ပါမစိတ်နှောင့်ယှက်ဖြစ်ပါမယ်ဒီကဲ့သို့ရင်းနဲ့အကြောင်းပြချက်ပါလုံးဆောင်မှန်ကန်နေပြီးကျွန်တော်ပါမှာပြောနိုင်တော့ပြီရင်းနဲ့ကျွန်တော်မှာခီးသွားရန်အတွက်အကျဉ်းစီစဉ်တော်၏ဘွားမီခီးမှာလုံဆောင်ဝေးကွာ၍ပေးဝက်အပေါင်းပြည့်နေတယ်
သွားရလမ်းကိုပြင်အစားရှာရမတွေ့ပါကျွန်ုပ်သည်စိတ်သက်ရှင်ရင်းမောက်သူထားလာပြီးပြင်သူလမ်းကျော်ကငင်းငေါနေဆိုထိုခိုက်တွင်ရင်တရချမ်းဝမ်းမှပေါ်လာ၍သူ့ကိုလှမ်းပေါ်လိုက်တာမင်းများရပါကျွန်ုပ်တို့ဒီဝါဘက်လမ်းကိုမလိုက်ရင်တော့မင်းတင်နဲ့အဲ့ဒီဘက်သွားမိရင်သင်္ဘောဆောင်လာတာအချိန်ကုန်တဲ့ပြင်ကြုံရောင်းဝယ်ရင်းနဲ့တွေ့ပြီးစိတ်နှောက်ယှက်ဖြစ်နေအောင်လေကျွန်တော်တို့စူလူနယ်ကိုဖြစ်ပြီးအဖောက်ကိုခင်မင်းနဲ့မက်ဆေ့တူလူများနေတဲ့နယ်ကိုရောက်သွားရင်ကောင်းနေတယ်။အားရဲ့မိတ်ဆွေဖြစ်တဲ့ပေါ်ဘီတို့မဟုတ်အုပ်စိုးနေတဲ့မက်ဆေ့တူဘရင်ဟာကြည်ပြီးစွာလက်ခံပါလေအဲ့ဒီမှာတစ်စင်ပေါ်စီတို့အကူအညီနဲ့ကင်နာနယ်ဇက်ကိုရောက်သွားရင်ကောင်းမယ်ဖြစ်ပါလေ။ဒီအကြံပေးချက်ကိုကျွန်ုပ်ဒီအင်္ဂစာနဲ့တိုင်မြင်ရလေဒီနေရာမှာအင်္ဂစာကိုဒီအင်းကြီးကိုကျွန်ုပ်ရှင်းလင်းရပြီ။ပြည်နယ်မျိုးစားကလေးလှပတဲ့တဲ့ရုပ်ရည်အတွက်၎င်းဟာတိုင်းရင်းသားများကအင်္ဂစာဟုအမည်ခေါ်ဆိုင်။အင်္ဂစာမှာ၎င်းတို့ဘာသာရဲ့လှပခြင်းထိပ်ရသည်။သာဖိယာဘာနာဟုခေါ်ဆိုင်။ဘာနာ၏အတိတ်တွေမှာရင်ကောခြင်းကိုပြ၏။သာဖိမှာရင်ကောပြီးကြောကြောဝါသွားတတ်သောစာဤကဲ့သို့ပဲဟန်သည်။ဒီအကြံပေးချက်မှာအလွန်သိနေပြီးဒီသူရင်းနဲ့ဆက်ဆက်တဲ့ကျွန်တော်တို့ရဲ့ပြင်ဆင်ကြရေးတွေဒီနေ့ကနေ့နဲ့ပတ်ညာကြတယ်။နောက်တစ်နေ့နေ့မော်ရဲအချိန်ကျွန်တော်တို့ပြည်စည်းများကိုပေါင်းမိုးလဲကြည့်ရင်သုံးသပ်ဆောင်ပါ။သူလူနယ်ကတော့ထုတ်ခဲ့ကြတယ်။လင်းများမှာကျဲဝန်းလာပြီးနောက်ပိုင်းမှာကျွန်တော်တို့ကိုအိယာနေရတယ်။ပြင်းဒီလဲပေါ်ရင်လာပြီးပြင်းနဲ့စားသိနေကျွန်တော်တို့ကမှမြင်းကိုခီးထွေးမစားမိကလေးတွေကျွန်တော်တို့ဒီနောက်ရှိတဲ့ပုံတွေတွေ့ရတယ်။သားဖိတ်စီတော်မြင်ဒီအဖေအချောင်းတော်မြင်ဒီရုပ်တရက်ဖျက်လိုက်ရ။တတိမငိုပဲအေးစေးစွာပြီးကောက်ရလိုက်ပါလာတော့စားပြီးမှလေရဲသူမြတ်ပဲပါရှင်းဖြစ်နေပေါ်သူကြလိမ့်။ဘယ်နဲ့လောက်ကြပါအောင်စားဖိတ်ပါဖြစ်သွားတယ်လေခီးမှဆက်လက်တော့နိုင်ပါအောင်လား။ရင်းတည်နိုင်ပြီကျွန်တော်တို့အောင်လာစားဖိတ်ပြီးရုပ်ရှိအမှန်ပလက်စာထားရခေါ်ပါလောက်ကြပါအောင်လဲစားပါအောင်ပေါ့လေတက်စားနဲ့ရေးနေသူ့တင်မအောင်မှာဘွေတကောင်တွဲလောင်းနေကိုမြင်ရတယ်ကျွန်တော်မြင်မှာပုံစံကဘွေကိုအနည်းရှိဆုံးနေရတာဘွေမှာမြေကြီးပေါ်သူပြောပြကြတယ်အသေးချာကြည့်ရှုပြီးတယ်ဘွေကြီးတူလုံးမှာစားဖိတ်တူလုံးပြင်ထိုင်မိလိုက်တော့တရားဖြင့်ကြေးဝမ်းနေဆောင်တွေ့ရတယ်ဘွေတေးပါလိမ့်မကြောက်ပါနဲ့လားစားတယ်စားဖိတ်ကျွန်တော်မွေကိုလွန်ကြုံမောင်းပါလေဒီခေတ်ကအောင်မြင်စွာပြန်ခဲ့ရလို့ရှိရင်ကျွန်တော်မွေမရှိတဲ့အိမ်ရတယ်ကိုသွားနေတယ်အဲ့လိုနဲ့နမိတ်မကောင်းဘူးကျွန်တော်ဖြစ်ပြန်လာရမယ်လို့ထင်ဘူးကျွန်တော်မွေကိုမတတ်နိုင်ဘူးမင်းကမွေကိုတတ်တာပဲမင်းအတွက်နမိတ်ကောင်းဖြစ်ရမှာပေါ့ဒါကမှကျွန်တော်တို့ဒီလာရွေးပို့ကြတော့အေးဆောင်ကြီးများဟာမှာထားရသည်ကိုမှာထားပြီးပြီးစကြတယ်ဒီခုအချိန်ကခင်ဗျားပို့တော့ဝမ်းနေမှာပဲအိမ်နဲ့ခွဲကလာခဲ့ရတယ်ဆိုတော့လွမ်းစေလို့ပေါ့ဝမ်းမနေပါဘူးဗျာကျွန်တော်ကခီးသွားတာလေပြီးဝက်တွေစက်ခဏရင်ဆိုင်ရတာလေညာနေလုံးနေပါခင်ဗျားပို့တာဝမ်းနေစရာဖြစ်ပါတယ်ဘင်းနဲ့မဟုတ်ဘူးအဲ့လေအခုအချိန်ခါဟာကျွန်တော်ရဲ့မျောလင်းခြင်းပြင်းနေတဲ့စိတ်ကိုမျောလင်းချက်ကလေးတွေထပ်မံဝင်လာတဲ့အချိန်ပဲဒီခုလုံးကကျွန်တော်ရဲ့ဇနီးနဲ့တွေ့ရအောင်နောက်ဆုံးကြိုးစားချက်ပဲကျွန်တော်စိတ်ကိုအလင်းပေးနေတဲ့နောက်ဆုံးကြဲကလေးဟာဒီခီးလန်းနဲ့တူပါတယ်ဒီကြဲကလေးရဲ့အလင်းဟာပျောက်ကွယ်သွားမယ်ဆိုရင်ဒီကြဲကလေးနဲ့အတူကျွန်တော်လည်းဒီကဘာကြီးကပျောက်ကွယ်မှာမလွယ်ဘူးလေဒီအတွက်ကြောင့်ကျွန်တော်ဟာအခုချိန်မျောလင်းချက်တွေရှိနေတာမဟုတ်ပျော်ရွှင်နေပါတယ်ခင်ဗျားကိုကျေးဇူးပြုတင်ပါတယ်ဒီကဲ့သို့ပြောဆိုကကျွန်တော်တို့အားသူ့ညာဘက်လက်ကိုလှမ်း၍ပေးလေသည်ကျွန်တော်အားရပါရ၎င်းလက်ကိုဆွဲတာတုံးနှင့်တူသေမဖွယ်မိတ်ဆွေနှုတ်ဆက်လိုက်သည်ခန်းခွန်နဲ့တက်ကနိုင်ရနိုင်တွေ့ဆုံခြင်းကျွန်တော်တို့သွားရခင်းတာကြုံတွေ့ရသောဖြစ်ခြင်းများကိုအလုံးစုံမပေါ်မပြတော့ဘူးလူချုံရတာပြလာရင်လမ်းခင်းမှာစိတ်ဝင်စားဖို့ကောင်းပါရင်ကျွန်တော်တို့မိုးဆိုးစရာအနေပြည့်ရမယ်ကားကောက်များပေါ်လာပြီကျွန်တော်တို့ဒီစူးလုံးနယ်နိုင်ငံရေးအရှုံးပြင်းများစွာမငြိမ်မသက်လာတော့တယ်ကောင်းမွန်ဆုံးမစွာတန်တန်းနိုင်ခဲ့တာဒီ၎င်းနယ်မှာကျွန်တော်ရဲ့မိတ်ဆွေလက်စီတုဘရင်ထက်ချင်းမြန်တော်များလောက်ကလူတန်းတနေရာတို့လူလူကျဆိုရအကြောင်းစားလိုက်
၎င်းမြစ်မှာချက်ကူးရတရားမရှိရင်ကျွန်တော်တို့၏လယ်များကိုတမ်းမာထိသာယူဆောင်နိုင်ရင်မြစ်ဤတနေရာ၌လူများဖြတ်ကူးနိုင်အောင်တိမ်ပြီး၎င်းမြစ်တိုင်အောင်ဇူလူအထက်သမား90နဲ့ကျွန်တော်တို့ပေါ်ဆောင်ပါပါတယ်။၄ရက်တိုင်အောင်ခုမြစ်ကန်ကြီးမှာကျွန်တော်တို့စောင့်နေရသည်။ဘိုးဘဲသေးချန်နေပါရင်မြစ်ကိုဖြတ်မကူးနိုင်ပါ။နံနက်တိုင်းကျွန်ုပ်တို့ဒီတတိရှိမြန်မာဟာတဲ့တက်ပင်ကိုတည်းမှန်ဘလူးဖြင့်မစီတုလူရများကိုစောင့်မျှော်နေသည်လူတယောက်၏အရေးအရာမှမမြင်ရမီ၄ရက်မြောက်နေ့၌မြည့်ရဲ့အရှိန်လျှော့လာပြီးလူများဖြတ်ကူးနိုင်သောခြေရောက်ရှိလေနောက်တစ်နေ့တိုင်းမြစ်ကိုဖြတ်ရင်ကျွန်ုပ်တို့မြင်စင်စားဒီနေရာ၌အခက်အခဲတစ်ခုကိုတွေ့ရသည်အဖိုးအခါဘလောက်ပဲပေးနေဆိုတော့လေဇူလူအထက်သမားများသည်မြစ်ထဲသို့ဆင်းရင်းဆက်တာအင်းကြီးမှာပညာဖြစ်စီမံထားသဖြင့်ဖြစ်သည်ကိုဆိုပါ၎င်းရဲ့ဖြစ်ချရာမှာသိမလားကြောင့်မစားသည်ကျွန်ုပ်တို့မှာကြံရမရလက်မှန်ချရေးဘာလို့လဲမသိပဲလုံမင်းစွာစိတ်ပြည့်လျက်ရှိတယ်ကိုမင်းကအယုံချင်းနေအချိန်ကလေးပဲကျွန်တော်ဒီတပည့်ကျွန်တော်နေရင်းနဲ့တို့အေးရလဲနာမည်ဒီသက်ဆောင်လာအဝေးမှာလူများများစားရတာကိုပြောတာယင်းဒီတော်စီစဉ်ရရှိတဲ့ရေးတန်းများထဲမှာအဖေကဲသူကြားနိုင်ရင်စဉ်းစားနိုင်ရဲ့နက်နက်လင်းနေကျွန်တော်ဒီတက်နေကြအပင်ကြီးကြီးပေါ်လို့တက်ကကြည့်ရပထမများပုံနေတော့လေမကြမီ၎င်းများလင်းစင်သားရဲ့နေ့ဤတစ်ပတ်ကမှာလူ100ခန်းလောက်မြင်ရပါတယ်၎င်းတို့လူဝိပုံစားပုံမှာနှမ်းစုပ်ကြီးများကိုမြင်ရခြင်းဖြင့်မစီတုလူရဲများဖြစ်ကြောင်းများသိရတယ်သူတို့လည်းကျွန်ုပ်ကိုမြင်ချင်းနဲ့ညာတန်ပေးကပြည့်အတွင်ကိုတအုပ်လက်တအုပ်အားပြီးပြေးလာဆင်းလာကြတယ်ဒီပြုမှုညာတာဇူလူအထက်သမားများသည်သူတို့လန်ဆောင်များကိုကိုင်လာမြေကမ်းပေါ်မှာဥလာသောလူရန်များကိုထိုးတဲ့ရင်ဖြစ်စေကြသည်ဖြင့်ကျွန်ုပ်ဒီစစ်တွေမှာရုပ်ဆိုင်ကတစ်ဖက်မှာပူလာသောသူများမှာကျွန်တော်၏မိတ်ဆွေများဖြစ်ကြောင်းကိုအော်၍တည်ပြီးရ၏တို့တိုင်အောင်ဇူလူအကြီးမူကမိတ်ဆွေဖြစ်စေရန်သူဖြစ်စေကျွန်တော်တို့ဒီလောက်ဝင်တဲ့ခီးအပင်မဲ့ခံလာရပြီမှာဒီခွေးမစီတူတို့ကိုမတက်ရရင်အလွန်နဲ့နာပြီကျွန်တော်ဒီဘာသာတဲ့နဲ့ဖြစ်ချင်းပဲကဇူလူများကိုခဝဝေးလွတ်ရလို့မောင်းဖို့ရတော့လေမစီတူများနေပူ၍ပေးလိုက်ရင်ဘာဖြစ်နေလို့မတွေးဘူးလားမစီတူများဒီနီးကဲ့၍လာကြလေသည်ကျွန်တော်ဒီပြောရွှင်ဝမ်းမြောက်မှုမှာ၎င်းကိုအကြည့်အကဲဖြစ်လိုက်ပါလာတော့မိတ်ဆွေဟောင်းဒီပါပင်ပါကိုမြင်ရခြင်းဖြစ်တော့ကျွန်တော်ပါပင်ပါမရှိရခင်မှာကောင်းလို့ဆိုတော့အသက်ဆုံးရဲ့အတူတကွာဆောင်ရွက်လုပ်နေခဲ့ဘူးပါပင်ပါကျွန်တော်စီကဝမ်းသာရပြီလားခမည်းမျက်နှာကိုတစ်ခါတွေ့ရမယ်လို့ကျွန်တော်မမျှော်နေမိတော့ဘယ်လိုမှမမျှော်နေခဲ့ပါဘူး။ဒါကြောင့်ကျွန်တော်ဒီရင်းနှီးမြူစာကလေးနဲ့စားပြီးတော့မိတ်ဖွဲ့ရပြီ။ဘာပဲမှာရင်းနှီးမြူစာကလေးကိုလည်းမျိုးဖွဲ့တယ်။ကဲမိတ်ဆွေကြီးဟာလူတွေကြီးကဲဖြစ်ရပြီ။ဘိုးကမိတ်ဆွေကတော့စားပြီးလူကြီးလေးဦးလာရောက်ဆောင်နေကြည့်ရနေတယ်။ကျွန်တော်ဒီဘာပဲမှာလူကွဲသက်ကောင်းတဲ့ကိုရှင်းမနေပြီ။အเจ้าမှာစာဖိတ်ပြီးထိုးစေခါကရင်းနှီးမြူစာကလေးကဲတော့ကောင်းမွန်တဲ့ရတော့ဝေစာများဝတ်ထားနေသည်ကျွန်ုပ်တို့ဒီမကြမီနိုင်စာများစားတာကြသည်သမင်းစားရဲ့မစည်းတို့ရဲ့အဖြစ်ပြက်များကိုသိရပြီပေါ်စီပင်နဲ့ရဆိုင်၎င်း၏ကတော့ထင်းနှန်းဆူဆက်ခြင်းပင်စာမျိုးကိုထပ်မပြီးဖြစ်ခြင်းမျိုးရိုးများကိုအိုးခံရအောင်စီမံခြင်းများဖြစ်ပြီးသည်သမင်းစားပြီးပြင်ပြီးကျွန်ုပ်ဒီဇူလူထန်သမားများကိုထိုက်တဲ့တော့အခါစီများပြီးပြန်လှလိုက်ပြီသူတို့ကျွန်တော်ကနှုတ်ဆက်တော့တခြင်းလားဆိုတာမစီတူလူရအများကြီးကိုတောက်လို့ပဲကျွန်တော်ပြန်သွားကြပြီကျွန်တော်တို့ဒီလဲများကိုစုံတဲ့ကမစီတူတို့ကပါလာတဲ့ပစ္စည်းများကိုဖန်ဆီးပြီးတော့အားလုံးတိုင်းလာပေးစားပြီကျွန်တော်တို့ဒီတလားတာများပြင်စာမျိုးတော်သူရအောင်ဖြည်းဖြည်းနေခဲ့လမ်းတိုင်းတသားရအောင်ဘာမှမဖြစ်ပြခဲ့ပြီကျွန်တော်တို့ပြင်စာမျိုးနေရတော့အခါဒုတိယပေါ်စီပြီးရင်ဒီရကားရဲ့အချွေရံများမျိုးပြီးမထွက်ရင်တူဆိုပြီးပုံညာနာကျွန်တော်တို့ကချင်းနေလို့ညသာစားလို့ဖြစ်ပါပြီပေါ်စီပြီးရင်လည်းပါပင်ပါလို့ဒီသူ့ပြရွှေများဖြစ်ကြတယ်ဘီရင်ကကျွန်တော်တို့ကညကြ၎င်းရဲ့ဧည့်သည်တော်ဖြစ်နေနေရကျွန်တော်တို့မှာအာဖရိကမြောက်ပိုင်းအင်တာယူရိုနဲ့တွိုင်းဖြစ်တာသာမန်နိုင်ကြပြောတော့အခါဘာပင်ပါသည်
မြို့တရအံ့အောင်သွားလျက်ပြန်လန်းမရှိတဲ့နေရာနဲ့သွားနေစမ်းခဏစိတ်မှာပါခဲ့ပါဗျာကျွန်တော်ရင်တစ်ခါရီကာမြို့ကိုသွားမယ်စမ်းတော့လည်းပြန်ကျွန်တော်ကိုယူရလို့ဖြစ်တာပဲဒါဟုတ်ကဲ့ဒါပေမဲ့အခုခီးနဲ့အဲ့ဒီခီးနဲ့ရခုတော့မခီးနဲ့နိုင်ဆိုင်ပထမခီးရပါမှပြောရပါလားဆိုကြကျွန်တော်ဒီဟဲရူနဲ့မရူနဲ့တွေ့ဆိုရင်လည်းဘာလို့ဒီကြတဲ့ကြောင်ကြောင်ပြန်တော့ဒီသူတို့ကခင်ဗျားတော့ဇာနာစင်ကြီးကိုအရှင်လက်လက်ပူဇော်ခြင်းလို့မြန်စင်ခေါ်ရတဲ့ဒီပါပဲဒီစင်ကြီးကိုပဲလှန်သွားမှမဆိုခင်ဗျားစီစံတာပေါင်းနိုင်တယ်ဘူးဝယ်တယ်လားဆိုင်ရသေးတာပေါ့ဗျာကျွန်တော်တို့မတော်လို့မဖြစ်တဲ့အကြောင်းရှိပါတယ်ဒီကဲတော့အခြေချပြောနေတယ်မှာစားပြည့်ပြီးအောင်တိုင်းနေနားထောင်နေတော့လေသူရင်းနဲ့ကမှမတော်လို့ပဲနောက်လို့ပြန်စင်ဟန်တူတယ်ဘာဖြစ်အဲ့ဒီမှာငွေရှိသလားလို့မေးကြပါကြည့်ပြီလားကျန်တော်လူမျိုးတို့ဖျားကြောင်းဆောင်ရဲ့အဆောင်ရှောက်ဖြစ်အလွန်ကြီးတဲ့မူကြီးတဲ့ကောင်ရှိရဲ့လို့ကျွန်တော်ကြားဘူးတာပဲမစိတ်တူလို့မြင်တဲ့၄ရက်တာကျွန်တော်တို့အမှန်ဖြေကြပါတယ်၄ရက်ပြည့်တော့အခါဘာလို့ငါကိုယ်တိုင်ကောင်းဆောင်ရင်ကျွန်တော်တို့ဟာကျန်တာနဲ့တန်းတီလိုက်ပို့ရဖြစ်ပြီကျွန်တော်တို့ပြင်စာမျိုးမှမလုပ်တနားရီခန်းလောက်ပဲအလွန်မသားရသောငိုတန်ကြီးများကိုကြားရတယ်အကြောင်းမှာဒီလိုငိုတန်ကြားရသေးလက်စီဆိုတော့ပဲကျွန်တော်တို့လူကြီးတစုံငိုပွဲကြီးစင်နေတွေ့ရတယ်အကြောင်းကိုမေးကြည့်ရကျွန်တော်တို့ပြန်လန်းမရှိတော့နေရာသို့သွားနေဖြစ်ပါရဲ့၎င်းတို့ထုံးစံနဲ့တရဏဂုံတင်းနေတဲ့ကောင်ပြုနေကြပြရတဲ့အခါကျွန်တော်နဲ့အတူပါပေါ်တဲ့စုမှာစိတ်ကောင်းခြင်းဖြစ်ကြသည်၎င်းတို့ထုံးစံကိုအပြည့်မပြောလို့ကျွန်တော်နှိမ့်ဆက်နေလိုက်ပါဒီနေ့ပဲတို့လည်းအတိတ်နမိတ်တော့တဲ့ကောင်းနဲ့နှစ်နှစ်ခီးစောင်းမလားမပြောနေဆိုရင်ကျွန်တော်စိတ်မှာတော့မတော်တော့ထိလိုက်နေပြီကျွန်တော်တော့သွားမှာပဲသူတော့ခင်ဗျားတို့ဟင်းလို့စာပေတို့ကိုပို့တက်ကိုဆုံးပြီးကြောစရာကြောင်းမင်းဘူးကျွန်တော်ခင်ဗျားတို့ကကျွန်တော်လိုက်မှာပဲကျွန်တော်တော့ဟင်းလိုက်မှာပဲစာပေတော့သူဆုံးပြချက်တဲ့သူပဲဒီအကြောင်းစာပေရပြောပြတော့ကဆရာကောင်းတစ်ဖွဲ့ပြီးသူ့ဆရာနဲ့သေးတော့ခွင့်ရမဟုတ်တာပြောလေခုနကျွန်တော်တို့ဒီပေါ်စီရိုးကနောက်ဆက်ကခီးဆက်ထွက်လာခဲ့ကြတယ်ကျွန်တော်တို့ဒီတလားကြော်များအရက်ပြည်သားမျိုးမျိုးဖြစ်သွားလာခဲ့တယ်လူလေးပါးနေထိုင်တာဖြည်းဖြည်းနေရလာခဲ့တယ်နောက်ဆုံးတွေ့ရတော့ရပြီးမှအန်တရာလောက်ရှောင်းပြီးတော့ကျွန်တော်တို့ဒီကိုယ်ရမရှိတွေ့ရစားဖြစ်တော့လူဘူးကလေးများဖြစ်တာအခါတည်းတွေ့ရတော့၎င်းလူဘူးကလေးများကျွန်တော်တို့ကဒီနေ့ပဲစိတ်ကူးများပြီးချောင်းနှံပြခတ်ကြတယ်မစီတူလူမျိုးနှုံမှာပွဲချင်းကြီးရှာကြရင်စာဖေးသက်တီကဒီနေရာကိုချီးကျူးရပြီးတော့မိမိနှလုံးသွင်းဖြစ်ခဲ့ရအရာမရဘူးအတွက်လူပုဂ္ဂလိတရားရင်းတော့ဒီလိုက်ကဆိုတဲ့ဖန်ဒီကျွန်တော်တို့စခန်းချရတဲ့သူထိုင်ခဲ့လူဤသက်တီကြောင့်ကျွန်တော်တို့မှာ၎င်းလူပုဂ္ဂလိများရဲ့နောက်ဆက်မှာပြင်းစီရည်အတုံးကိုယင်ဒီလူပုများရဲ့စကားကိုတတ်တော်ကြောင့်ဖန်ပြီးတော့လူကမိမိအပေါ်များဖို့ကျွန်တော်တို့ကမနှောက်ဆိုင်ရအောင်ပြောစီပေပြီးနှောက်ဆိုင်နေတယ်အောင်အသက်နေတော့ထိုင်အားလုံးကြောင့်ဖမ်းမိတော့သူကလူပုများရဲ့အကြီးအကျယ်ဖြစ်နေတော့ဆောင်ကျွန်တော်တို့မှာလူပုများရဲ့နေရာမှာပြေးလို့ရတယ်တော့၎င်းတို့တစားရတဲ့သားကိုကြောလို့၎င်းတို့ကပြန်လွှတ်လိုက်တာမြောက်ကဲ့သို့ရင်းရတာပြောက်ွယ်ရသွားလေကျွန်တော်တို့နောက်ဆုံးရောက်ရှိနေရမှာမိုးစိုးရိပ်ပြောစရာအကောင်းဆုံးနေရာဖြစ်နေအမေများမှာအကြီးဆုံးကအငယ်ဆုံးကဖြစ်ပြရတယ်သင်များမှာကျွန်တော်တို့ဖြစ်ကြခဲ့တဲ့ချုံတိပြီးတဲ့ပြင်းပြင်းကြီးမှ၎င်းလက်ခံနိုင်ကြီးမှ၎င်းဝကြခဏပေါ်ပါပါတယ်။ဒီနေရာမှာစာမင်းစင်များကိုဖြစ်ခဲ့ပြီးစင်စွယ်များကိုအလူရှိတဲ့လိုက်ရရှိနေပြီ။သို့တော့ပေါ်ကြီးဘင်းကိုလက်ဆောင်တော်ဖြစ်ပြီးရန်စင်စဲကောင်းများကသိခဲ့သည်။လူတို့ကိုတူမှမရှိသောစင်ကြီးများမှာကျွန်တော်တို့ကအလွန်နေသည့်တိုင်အောင်လက်ခံကြပြီးဤသို့ဖြင့်မင်းများကိုပြက်ခတ်တာကျွန်တော်တို့ဒီဉာဏ်ရအစွန်မှာဟိုင်ရူနဲ့မရူတို့အလားကိုစောင့်ပိုင်နေတိုင်းတနည်းအားဖြင့်နှစ်ပတ်များဒီနေရာမှာစောင့်သားရနေကြကျွန်တော်တို့ကနှင်းငွေရလာပြီးတော့မစီတုလူရိုင်းများကြီးကခဏမနေကြတော့ပြီနှစ်ခါတိတိကျွန်တော်နေရင်လည်းမြင်းများစီကတဲကန်နိုင်ရမှာလို့ကျွန်တော်တို့မျှော်လင့်နေတော့လူကြီးစားတာကိုရှောက်ကြရင်ရှင်းနေပြီးတဲကန်နိုင်ရမှာဘုံဆုံးနေမဆုံးပြည့်တော့ခေါ်ကြည့်ချင်မလားပြီအလွန်ကျန်းတဲ့ဒေတာကြီးပဲလေတဲများဖြင့်ဒီတိုင်ဖြင့်ပို့တိုက်ခြင်းခံရတော့ကျောက်ဆက်ကြောင်များကမျိုးသောအစင်းကိုဆောင်ရဲ့ပြန်လက်ချုံနေလာပြီ
ရေမှုလေးလုံးဝမမြင်ရမေဒုတိယတတိယစုံစမ်းပြီးတော့ဘာဖြစ်ပါလဲကျွန်တော်တို့ထပ်လို့လာပါမိမိတပည့်လက်သားကြောင့်ဟင်းလို့မရတော့ကြောင်းပြောတယ်ကျွန်တော်တို့ဟာအချိန်မျိုးမှာဖယ်အတွက်မလုံးရှက်နေကြပြီလို့မေးကျွန်တော်တို့ကကင်တာလူမျိုးနဲ့လာရကြော်နေကြပြောတော့ဘာဖြစ်ပါကကင်တာလူမျိုးနဲ့နေတိုင်းနေရဲ့တိတ်ကန်နိုင်ရတဲ့ဘိုင်းကောင်းများစွာဝေးကွာနေတော့ကြောင်းကျွန်တော်တို့ရောက်နေပြီဘယ်လိုနည်းနည်းနာနေတာလဲပေါ့တော့ကြောင်းကျွန်တော်တို့ပြုလို့ဆောင်ရချက်လို့ဆိုပါတော့ကင်တာလူမျိုးများတွေဟာပူကြတဲ့အတန်မြင်နိုင်တယ်ကျွန်တော်တို့ရောက်နေတာကိုသိမှာခင်ဗျာအဲ့ဒီလိုရောရင်ခင်ဗျားတို့ဒီစောင့်နေရင်ခံနေမယ်လို့တော့ထင်တယ်ကျွန်တော်ဒီ renewable တို့လည်းပါအနေမျိုးစားကလေးကျွန်တော်တို့အကြံကိုလက်လျှော့လိုက်တော့မလားဒီစက်ဖေးဆဲရမယ်ဆိုရင်ကျွန်တော်တို့အလောင်းကိုကျွန်တော်တို့ထမ်းသွားရမယ်ပါပဲဒီမစီတုတွေပြန်သွားပြီးတဲ့နောက်မှာကျွန်တော်တို့မျှော်လင့်သူတွေပေါ်လာပဲနောက်ပြန်လှည့်လာမယ်ဆိုရင်ဒါရေးဒေတာကိုကျွန်တော်တို့လူစုပြန်ရဖို့ဖိနေတယ်အများပဲဒီဆုံးဖြတ်လေးပေါ့ဟုတ်ဒီနေ့ရင်းနှီးမြှုပ်နှံမှုမှာအထူးစိတ်လှုပ်ရှားရရှိပြီးနောက်ဆုံးလိုက်ကျွန်တော်လက်ရှိမှာပဲနေခဲ့တော့ဒီလိုဆိုရင်ကျွန်တော်တို့အလုပ်ပြင်မှာနေရမှာပေါ့ကျွန်တော်တို့ရဲ့ငကိုဆုံးဖြတ်ချက်အတိုင်းတရားကိုတရားမခွဲတမ်းမဟုတ်လားနောက်ဆုံးဘာပဲမှလည်းကျွန်တော်တို့ဒီသဘောတူညီချက်တစ်ခုလုပ်ရည်ဒီအကောင့်တူညီချက်မှာဘာပဲမှလည်းလူစုပြီးနောက်ထပ်3ရက်ဆောင်နိုင်ပြီ၎င်း3ရက်မှာကြော်လန်ရင်ကျွန်တော်ဆောင်ဆန်းနေပြီးတော့မပေါ်လာရင်သူတို့နဲ့အတူပြန်ပြန်ချိန်များသည့်ရွေပုံနဲ့ပြီးသဘောတူညီတော့3ရက်တည်းပြည့်တည်ရနိုင်ပိုင်းများပြောရင်အချိန်ယူရောက်တိုင်းကျွန်တော်မြင်နေစာပြီးတော့မှလေးတော့မလို့ကိုဖြည်းဖြည်းချရတည်လားစိတ်များပေါ်ပါသလားဘယ်နဲ့မျိုးသားကလေးစိတ်မှာဖြည်းဖြည်းလေးလိုက်နေတာရှိဘယ်နဲ့စနေမှာအေကန်စင်စစ်သူတို့ထံမှာရှိသည်ဆိုပါကကျွန်တော်ရဲ့အသက်ဘာနာမထားပဲစွန့်စားရန်အသိရှိအလူထန်၌ရင်းနေစနေသည်ရှိရမည်လို့ထင်ပြီးသို့ပင်ညာတော့လေနိုင်ရတဲ့သူကုံစင်ကမိမိရဲ့စီဝေကိုထွေသွားသည့်ဘက်ကပို၍ဖြစ်နိုင်တဲ့အကြောင်းဖြစ်ကိုကျွန်တော်ယုံကြည်နေတယ်မရှိသောသူကိုစမ်းဆိုင်မိမိရဲ့အသက်ဆန်ပြရှာဖွေရမည်အလုံးမှာလွန်စွာမိုက်မာလာပြီးကျွန်တော်ဒီသတ်မှတ်တဲ့3ရက်ကိုကြောလုံးပြီးတော့လာလန်းကိုပြန်ဖို့ရစောင့်မှပြီးတော့သို့တော့တန်တရားစီပိုက်ချက်မှာကျွန်တော်မျောလင်းတဲ့ကဲတော့မဟုတ်ပဲညနေတကောင်ကြောအချိန်တိချာပြောရမည်ဆိုလို့ရင်ညနိုင်ပြန်2ချက်တည်နေတာဟင်ဒီအလန့်နဲ့ကျွန်တော်ယူတဲ့အတွင်းတို့ဝင်ပြေးလာပါအဖမျက်စိပွင့်ကြည့်စမ်းပါကလားနဲ့အဖတဲ့အပြင်ဘက်မှာရောက်နေတယ်တတိနဲ့ကျွန်တော်ဤရွက်ထက်တဲ့အကောင်ကိုမာပြီးလာရတဲ့ကိုမျှော်ကြည့်ရဒီကုလုံးဖြူကွေးသောအဝိညာဉ်ကိုဝတ်ထားသောလူတူကြီးပုံစံကိုခက်ဝေဝေးပြီးမြင်လိုက်ရ၏ရုတ်တရက်သခိုးဟုအယူဆရှိကအဲ့ရန်အဖြစ်6လုံးမျိုးကိုယူလိုက်လျင်ယူလိုက်ခြင်းအတန်ခက်နဲ့ဖြင့်ပြောတဲ့ကြရ၏အလင်ကောတာမိန်တင်းသည်တင့်ထန်လာသောဧည့်သည်များကိုတနက်ဖြင့်အခန့်ခြင်းသည်တင်းအလေးထားပင်ဖြစ်ပါသလောဒီအခါမှကျွန်ုပ်စဉ်းစားသည်မှာမောင်ထဲတွင်ကျွန်ုပ်၏အိယာအမတနက်ယူမြင်သည်ကိုမြင်ယူနိုင်သောသူသည်အဘယ်ကဲ့သို့သောသူပင်၏၎င်း၏အတန်သည်ကြောင့်
တီးလို့ဆိုဖြင့်တင်းတို့နဲ့ရင်းနှီးသောရီနယ်၏ဇနီးလောင်ခိုးရွင်အားထုတ်ပြီးအဘယ်ကဲ့သို့အင်္ဂလန်နိုင်ငံမှလွတ်မြောက်ပါသနည်းရီနယ်၏ဇနီးကိုအီဂျစ်ပြည်မှာသွေးဆောင်ပြီးအခုအဘယ်မှာထားသနည်းကိုစိတ်တူစွာမေးမြန်းလိုက်၏ကျွန်ုပ်တို့အားခွင့်လွှတ်ပါအရှင်ဟုဖရူးကအင်းကြီးရစွာပြုံး၍ပြောသည်ကျွန်ုပ်တို့သည်အင်္ဂလန်မှသင်္ဘောဖြင့်ပြန်ခဲ့ကြသည်အရှင်အမင်းရှိသောအကြောင်းနှင့်ပတ်သက်၍ကျွန်တော်တို့ဘာမှမသိရပါကျွန်တော်တို့သည်မိသည့်မိမကိုမှမတွေးဆောင်ခဲ့ပါအမှန်မှာကျွန်တော်တို့တဏ္ဍာလေဆိုကြီးကိုလက်ဆောင်ဖြစ်ပို့ချင်ခံရတဲ့ Green Night ဇနီးလောင်ကျွန်တော်တို့သိလို့သမီးကိုများကိုမေးရမှာတပါအစားကြီးပဲခြင်းများမရှိပါအရှင်ဝင်ရောက်ဆွတ်ဖက်ခြင်းအတွက်ကျွန်တော်တို့ကောင်းစင်အောင်မမေးခဲ့ရပါကျွန်တော်တို့ထံကအသားဖြူအပြူကြောများပေါ်လွင်ရင်တိုင်းတစ်ပါးမှအသားဖြူမိမတို့ကိုတွေးဆောင်ခေါင်းငင်ရလို့ပါအရှင်ကျွန်ုပ်တော့ပဲပြောနိုင်မလဲကျွန်ုပ်သိတာကတော့တင်းတို့နှစ်ဦးဟာညာတဲ့လိန်ငယ်ဘက်မှာတစ်ဖက်ကန်ခတ်တဲ့ဝိအတင်းတို့နှစ်ဦးစလုံးယခုကျွန်ုပ်ကိုတက်လာလျင်တော့တင်းတို့ဘာတတ်နိုင်မည်နည်းဒီမှာကျွန်ုပ်ရဲ့အမိန်ကိုနာခံပြီးသူရဲ့ကောင်းများများစွာရှိတင်းတို့သည်စစ်တိုက်ခြင်းကိုအလိုရှိပါကယခုပင်ကျွန်တော်ကစစ်ကြင်ညာခြင်းပြုလိုက်ပါသည်ဟရုစိတ်မရှိပါနဲ့အရှင်ကျွန်ုပ်တို့မေးဖွဲ့ခြင်းကိုတွေးထက်တန်ရုံမဖြစ်ပါစေနဲ့တော့အမှန်မှကျွန်ုပ်တို့သည်အရှင်ထင်သည်ထက်ပို၍အရှင်၏အနှောင့်အယှက်မှကင်းလွတ်နိုင်ပါသည်အရှင်၏အပေါင်းဖော်များသည်ကျွန်ုပ်တို့၏မိမိတို့၏သဘောအလျောက်လိုက်လာနိုင်ကြသည်သို့သောတခုတတိပေးစေလိုသည်သူတို့သည်ကျွန်ုပ်တို့နယ်အတွင်းသို့လူအဖြစ်ဝင်လာတော့လဲပြန်၍ထွက်ခွာသွားကြသောအခါအချို့မှာဝိညာဉ်အဖြစ်သာထွက်ခွာသွားကြရပါလိမ့်မည်ကျွန်ုပ်တို့ပညာဖြင့်သိရှိရပါသည်သင်တို့ကအချို့သူများကိုတက်ဖြတ်မိဟုရည်ရွယ်သလားဟရုကမဟုတ်ပါကျွန်ုပ်တို့အဖို့မှာတမန်လူသားများတပုံမစွမ်းစားနိုင်သောအရာများကျွန်ုပ်တို့ကင်တာနယ်ထဲတွင်ရှိကြသည်၎င်းအရာများသည်အရှင်၏အဖို့သုံးဦးနဲ့နှစ်ဦး၏အသက်ကိုရန်ရှာကြပါလိမ့်မည်အရှင်၏အတွက်ကဘာမှစိုးရင်ပွဲရမရှိပါကျွန်ုပ်သင်တို့၏စကားကိုကျွန်ုပ်ဘယ်ကဲ့သို့ယုံကြည်ရမည်နည်းသင်တို့သည်ကျွန်ုပ်တို့ကလှည့်စား၍သင်တို့နယ်ထဲသို့ခေါ်ဆောင်ကကျွန်ုပ်တို့ကိုတက်ဖြတ်၍ပစ္စည်းများလူယူမည်မယူမည်ကိုမသိနိုင်ပါဟရုမရုကျွန်ုပ်တို့သည်တန်ငယ်ဖျားကိုတိုင်တယ်၍အရှင်တို့အားဘေးရန်မပြုရန်သစ္စာပြုပါ၏ဤသို့သစ္စာပြုပြီးသည်ကိုမြင်ရသောအခါကျွန်ုပ်သည်ပြုံးရမိလေ၏အရှင်သည်ကျွန်ုပ်တို့အားယုံကြည်ရန်မရှိပါမယုံကြည်ရင်တဲပြင်ထွက်၍အရှင်ကျွန်ုပ်တို့ကမကြာခဏတက်ကမျှော်၍ကြည့်ရှုနေကြဖြစ်တော့ခြားတောင်ကြီးပေါ်မှာမြောက်ရက်စီသို့မျှော်၍ကြည်ပါ
ကျွန်တော်ကခြားတာမော်နေ့စဉ်တက်ကြီးတွေကိုဟရုမီတို့တိလေတဲ့ကျွန်တော်မတွေးတတ်ပါဟရုပြောကြချက်အတိုင်းကျွန်တော်ဒီပေး20မြင့်တော့ခြားတာမော်တို့တက်ကမြောက်ဖက်သူကြီးရှူရ200မြရှိတော့ကလောအဖွဲ့ကြီးကိုခက်ဝေဝေမြင်ရရင်ကလောတစ်ခေါင်ပေါ်မှာဒီကိုလုံးအင်းကြီးရှိအဖြူကြီးများဝေရွေလှမ်းစွကြီးများကင်ခါရက်နေတော်သူများကိုတွေ့ရသည်ဟရုကအရှင်မြင်ရပြီမဟုတ်